ကဘာပြက်ကဆိုးနဲ့အသက်ရှင်ကျန်ရည်သူတူတောအုပ်ကြီးကတာယာတဲ့အင်္ဂလိပ်တလုံးမှာဘူမိဗေဒပညာရှင် H ဟာအေချမ်းစွာနေထိုင်ပါတယ်။ဂျမနက်မှာတော့သူဟာကြောက်ကွင်းကိုတွားပြီးတန်လိုက်ကြောက်ပါရစ်ရှာဖို့ဆုံးဖြတ်ခဲ့တယ်။အပြင်ထက်ခါနီမှာသူ့အမေစီကလာတဲ့ဖုံးခေါ်ဆိုဦးကိုလည်းဂီယူမဆိုင်ဖဲထားခဲ့မိတယ်။အလုလုံနေတုန်းမှာပဲမွေတကောင်ကသူ့လက်ကိုရုတ်တရက်ကိုက်ပြီးပြေးသွားပါတယ်။ H ဟာထိတ်လန့်တကြားနဲ့ဖုံးထုတ်ကြည့်ပေမဲ့ဖုံးကတောင်ကုန်းအောက်ကိုပြူကျသွားခဲ့တယ်။နောက်ဆုံးမှာတော့သူဟာဓာတ်နဲ့အနာကိုလီးပြီးအစိတ်ကိုစုပ်ထုတ်ခဲ့ရပါတယ်။အိမ်ကိုအပြေးအလွှားပလန်လာပြီးရေအနှင်းငယ်တောက်ကကတင်းပေါ်မှာတတိလစ်လဲကျသွားပြီးရောင်ရဲနေပါတော့တယ်။နာရီအနှင်းငယ်ကြတော့ H ဟာလုံးဝမလွတ်ရှာနိုင်ပဲသူ့လက်ကလည်းတော်တော်လေးရောင်ကိုင်းနေပါပြီ။အိမ်တကားခောက်တန်းနဲ့အပြင်မှာဟယ်လီကော်ပတာပြင်းတန်းတွေကြားနေပြီမြသူဟာစကားမပြောနိုင်မလုံနိုင်ထင်နေတယ်။ညနေပိုင်းမှာရင်းငက်လွန်းလို့ကရင်ဘော်ကဆင်းပြီးတွားသွားပြီမေလက်တွေခြေတွေကမခိုင်းတော့တာကြောင့်ရေရီမောက်ကုန်ပြီးချမ်းဖင်ဘော်ကရေတွေကိုပဲစုပ်ယူတောက်ခဲ့ရတယ်။သူဟာသူ့အမိကိုတစ်ဖက်ဖွက်ခေါ်နေတော့မှပဲသူ့ဖုန်းလေးကိုမေမေတို့သားကိုချစ်တယ်ဆိုရက်သူ့အမေစီကအစားတိုးလေးတစ်စောင်ရောက်လာခဲ့ပါတယ်။ရပောင်းများစွာကြာပြီးနောက်မှာတော့ H ဟာကျမ်းမာရေးပလန်ကောင်းလာပြီးနိုးလာပါတယ်။ကားကိုထန်းရှိရေးလုပ်ပြီးမြို့ထဲကိုမောင်းထွက်လာတဲ့အခါလမ်းမဒီပေါ်မှာလူကဲမဲ့နေတာကိုတွေ့ပြီးသူအံ့ဩသွားတယ်။နောက်ဆုံးမှာတော့လမ်းပေါ်ကပိုးပွားနေတဲ့အလောင်းတစ်ခုကြောင့်သူကားရက်လိုက်ရတယ်။နေရာအနှံ့မှာစစ်ကားတွေနဲ့ကားတွေထဲမှာတေဆုံးနေတဲ့လူအများကိုတွေ့လိုက်ရတယ်။လမ်းမေးဆိုင်ပုတ်တစ်ခုမှာတော့ကမ္ဘာလုံးဆိုင်ရာကက်ရော့ကဖြစ်ပွားနေပြီးအမေရိကန်အစိုးရလုပ်ငန်းစဉ်တွေရပ်ဆိုင်းသွားပြီးဖြစ်ကြောင်းရေးထားတာကိုဖတ်လိုက်ရတယ်။သူထိတ်လန့်သွားပြီးကားထဲပလန်ဝင်ကရေဒီယိုဖွင့်ကြည့်တဲ့အခါမှာတော့ဒီဗိုင်းရပ်စ်ဟာကူးစက်မြန်ပြီးသေစေနိုင်တာကြောင့်လူတိုင်းအိမ်ထဲမှာပဲနေကြဖို့သတင်းထုတ်ပြန်ချက်ကိုကြားလိုက်ရတယ်။သူမိဘအိမ်ကိုအရောက်သွားတဲ့အခါမှာတော့သူမိဘနှစ်ဦးလုံးသေဆုံးနေတာကိုတွေ့ပြီး H ဟာစိတ်နှလုံးကြေကွဲသွားပါတယ်။မိဘတွေကိုနောက်ဖဲချန်ထဲမှာမြို့ပေးပြီးနောက်မှာသူဟာမြို့ထဲမှာလိုက်လံရှာဖွေရင်းဖျားเจ้าတစ်ခုထဲမှာအလောင်းပေါင်းများစွာကိုတွေ့ခဲ့ပြန်တယ်။သူဟာတနက်နဲ့လိုအပ်ပစ္စည်းတချို့ကိုယူပြီး Las Vegas မြို့စီကိုမောင်းထွက်လာခဲ့ပေမယ့်အဲ့ဒီမြို့ဟာလည်းလူသူကင်းမဲ့ပြီးအကုန်ပျက်စီးနေပါပြီ။အဲ့ဒီမှာသူဟာ Milton နဲ့ Anne ဆိုတဲ့လူနှစ်ယောက်နဲ့ဆုံတွေ့ပါတယ်။သူတို့ကတော့ဒီ virus ကိုခံအားရှိလို့မသေးဘဲကြံရည်သူတွေပါ။သူတို့စီကနေ virus ကြောင့်ကဘာကြီးတစ်ခုလုံးပျက်စီးသွားပြီဖြစ်ကြောင်းသိလိုက်ရတယ်။ Anne ကတော့သူမရဲ့ခင်မင်းနဲ့သမီးလေးတွေဗီဒီယိုဖုန်းပြောနေရင်းနဲ့တိတ်ဆုံးသွားလာကိုကူကြည့်ခဲ့ရသူပါ။ H ဟာသူတို့ကိုသူ့နဲ့အတူလိုက်ခဲ့ဖို့ခေါ်ပေမဲ့သူတို့ကညှင်းဆိုခဲ့ပါတယ်။သူထွက်လာတဲ့အချိန်မှာပဲတနက်တန်ကြားလိုက်ရပြီးသူတို့နှစ်ယောက်ကိုအဆုံးစီရင်လိုက်တယ်ဆိုတာသိလိုက်ရပါတယ်။လမ်းမှာသူဟာခွေးလေးတစ်ကောင်ကိုတွေ့လို့လက်ကီးလို့အမဲပေးကခေါ်လာခဲ့ပါတယ်။သူတို့ဟာ H ရဲ့အိမ်ဟောင်းကိုပြန်ပြီးဘဝတစ်ကိုစတင်ခဲ့ကြတယ်။ဒီနေ့ကြတော့မှ H ဟာအထီးကျန်နှန်းထန်ကြောင့်စိတ်နည်းနည်းလွတ်ချင်နေပါပြီ။ဒါပေမဲ့ဒီနေ့မှာတောရဲကမိခိုးတွေကိုမြင်ပြီးသွားကြည့်တဲ့အခါEmma ဆိုတဲ့အမျိုးသမီးနဲ့ဆုံတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအတူတူနေထိုင်ရင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတွေလုပ်ကိုင်ခဲ့ကြတယ်။နောက်ပိုင်းမှာEmmaကိုဝင်ရှိလာပြီးသူတို့မှာကလေးတွေရလာခဲ့ကြတယ်။နောက်ထပ်အသက်ရှင်ကျန်ရည်သူတွေဖြစ်တဲ့ George နဲ့ Maureen ဆိုတဲ့အမိသားစုတွေမိဘမဲ့အမျိုးသမီး Evie တို့လည်းသူတို့နဲ့အတူလာရောက်ပူးပေါင်းခဲ့ကြတယ်။နောက်ပိုင်းမှာ Molly ဦးထောင်တဲ့အဖွဲလဲထက်ရောက်လာပြီးသူတို့အားလုံးဟာမိသားစုကြီးတစ်ခုလိုစုပေါင်းနေထိုင်ခဲ့ကြတယ်။နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ရေရှားပါမှုနဲ့တောဝိုင်ဒရက်ဆန်တွေရဲ့ရန်နဲ့ virus အသစ်တွေရဲ့အန်တရာယ်ကိုသူတို့ရင်ဆိုင်ခဲ့ရတယ်။ H ရဲ့သားဖြစ်တဲ့ဂျိုဤဟာဖျားနှောက်ပြီးတည်ဆုံသွားခဲ့တာကြောင့် H ဟာအကြီးမှစိတ်သက်သာသွားသေးတယ်။ဒါပေမဲ့ဂျိုဤရဲ့ diary ထက်ကရေဒီယိုဆက်သွယ်ရေးပုံစံ grand ကိုသိရှိပြီးနောက်မှာတော့ H ဟာရေဒီယိုဆက်ကိုတိစောက်ခဲ့တယ်။နောက်ဆုံးမှာသူတို့ဟာရေဒီယိုကထန်ကရဓာတ်ထက်တခြားအသက်ရှင်ကျန်ရည်သူအဖွဲ့အစည်းတစ်ခုနဲ့ဆက်သွယ်မိသွားခဲ့ပါတယ်။ကစ်ယောဂစတင်ပြီးနှစ်ပေါင်း9လကြာတော့မှအိုမင်မစွမ်းနေပြီဖြစ်တဲ့ H ဟာသူ့ရဲ့နောက်ဆုံးသင်ခန်းစာအဖြစ်လူသားတွေကတော့လာလိုက်သွားလိုက်ပဲဒါပေမဲ့ကဘာမြေကြီးကတော့အမြဲတမ်းတည်ရှိနေမှာပါလို့မြေပြင်ဖြစ်တဲ့ EV ကိုပြောကြရင်ဇလန်းနာပြီးဆုံးသွားပါတယ်။